ကောင်းတာဗောဝင်မင်းရဲ့ကောင်းတာဗောဗျာကျုပ်တို့ဘင်းကြီးရဲ့ဝေဒနာကလည်းပဲနေရင်နာကစစ်အတွင်းသားတွေကဖြည့်ချမင်းသားရင်တော့ဂိနဲ့အမလေးတူမြဝေဒနာကြီးခံစားနေရတော့အပိဓာခံစားပြီးအခုညီလာခံတော့နားထားတယ်ဗျနားထားရတယ်ဒါတွေကလည်းလင်းနဂါနဲ့တွေ့တော့အရှင်းသာပြောက်သွားပြီဗျဒီကြားထဲမှာလဲမိဖုရားကြီးနဲ့အပြိုတော်တွေကလည်းသူတို့ကိုအချစ်မပေါ့အောင်ဆိုတစ်တော်တွေဆော့တယ်တဲ့တစ်တော်ဆော့တာဖုန်းတွေအကြည့်များပြီးသတိမထားမိတော့ခေါင်းတွေကကြိုက်တာပေါ့ဗျာအခုတော့ကွန်ပျူတာရောက်လွန်ထူကြပြီးဝေဒနာဆိုးနေတဲ့လူတွေနောက်ကျောတွေတက်ခါတွေမြက်ပြီးတော့စေရိုးကထိုးကိုကမြက်အကျောတွေလိုက်ပြီးမျက်ရိုးတွေကြိုက်ခံလာနေရတယ်ဝင်မင်းရဲ့ဒီယောဂါတွေကလည်းလင်းနဂါရှူလိမ့်သေးကိုသတင်းကြားယုံနဲ့အတူတိတ်ပြေးကုန်ကြပြီဗျကန်းတော်စီကြောင့်နန်းတော်စီမှာအရာအပျော်ကြီးနေရပြီဗျဒါတွေကိုလင်းနဂါကပြင်းသလားမမင်းနဲ့မစည်းသားတော့အောင်ကောင်းလို့မာတယ်ဗျကောင်းပါဗျာကောင်းပါဝင်မင်းရေဒါပြင်းဗျာဟိုဒီသာပါမောက်ခါကြီးဟာလဲအပိရာစာထောက်ကလုံးဝကြီးလို့အကြောင်းဆိုင်ပြီးတော့ခေါင်းကြိုက်လို့ခေါင်းမူခြေလက်ဒူးနဲ့ခြေဘူးလက်ကအကျော်ညက်တဲ့အပြင်းဗျလေဖြတ်လေငန်းဝေဒနာဆန်းတွေခံစားနေရတော့နွမ်းကြည့်အောင်ခံစားနေရတယ်ပေါ့ဝင်မင်းရခံစားနေရရှာတယ်ပေါ့အားကောင်းတော့တဲ့ဆေးတက်လက်တစ်မျိုးတိုးလို့ဘေးတဲ့ဆိုးဆိုးလဲမရှိဘူးဝင်မင်းဘေးပဲဆိုကြမရှိဆိုပမာပြပြီးစာသားမယ်ဆိုရင်လေဟောတဘာဝရဲ့အဒီအရွက်အစီအနှစ်တွေနဲ့အမြင့်တွေနဲ့ခရီးဆက်ထားလို့ဟောသူကနေနီးတဲ့လက်အပြည့်မဲ့ဆရာပါပဲဝင်ရဲ့အပြည့်မဲ့ဆရာပါပဲဗျာဒါကြောင့်လေအပြည့်တစ်ခုမသရီမဖြစ်ပါဘူးသိဥတစ်ဖူအစီအနှစ်တွေနဲ့ဟိုဒါကြောင့်လေဟိုနမ်းဘတော်မဒီအချစ်ကိုအရန်ပြောအပီကြည့်အောင်ကန်းတော်စီအစီအနှစ်နဲ့စီမံထားတဲ့ဆွေဝင်မင်းရဲ့ဟောတော့အခုလည်းပြောပြရှိသေးတယ်ဝင်မင်းရဒီကနေ့ဘူးမှာတွေးမပြက်ကျူးတရားကောင်းတယ်ဆိုတော့သမီးတော်လေးမေးထက်သူအကြောင်းလဲပြောရဦးမယ်ဝင်မင်းပြောရဦးမယ်ရာငွေထက်ပူစရာမရှိဘဲနဲ့မေထက်လူကဘာတွေများအပူရှိလို့လဲဝင်မင်း